မင်္ဂလာပါခင်ဗျာ29ရက်9လ2026ခုနှစ်ဗုဒ္ဓဦးနေ့အတွက်ဒီနေ့တာကန်ထူးကန်ကောင်းတဲ့နေသားများနဲ့သတိထားမယ့်နေသားများကိုကျွန်တော်တင်ပြပေးပါမယ်ဒီနေ့အတွက်တော့တနင်္ဂနွေနေ့ကြာသပတေးသားသမီးများကန်ကောင်းတဲ့နေ့ဖြစ်ပါတယ်ဗျတနင်္ဂနွေသားသမီးများဒီနေ့တာအတွက်မှာရွှေငွေကြောက်တံပရများဝင်ခွင့်ရှိပါတယ်စီးပွားတိုးတက်လာပါလိမ့်မယ်မြောက်ဘက်ရကဘုံမြေမြင်းမိမ့်မစတဲ့ဇာတာပရိနာပစ္စည်းများဝင်ရောက်လာခြင်းရှိပါတယ်ပူဇော်ခံရခြင်းလည်းရှိပါတယ်ဗျစီဘွားလှလှပဘုံမူတိုးတက်အောင်မြင်မှုရာအတွက်ဆိုရင်အင်းရောက်ကအင်္ဂါနံပစ္စည်းအမြင်မတင်တဲ့တာလေးတွေရှိရင်ဖယ်ထားလိုက်ပါဗျဒီနေ့အတွက်ဝါရွှေသောအယောင်ကိုဝတ်ဆင်ပေးပါဗျစိမ့်ရောင်ကိုတော့ရှောင်ထားပါရတာအနေနဲ့ချိုတဲ့ရတာကိုမိဝဲစားသုံးပေးပါဗျမြောက်ရကအစီခွန်မွန်းတို့ရဲ့အကူအညီရပါလိမ့်မယ်ရရအနေနဲ့ကတော့ဘုရားကိုပေါမုံလှူပါဗျဒီနေ့အတွက်ဇာတာပရိသတ်သမီးများလည်းကံကောင်းပါတယ်တောင်ရကမိတ်ဆွေများရဲ့အကူအညီထောက်ပံ့မှုကိုရရှိပါလိမ့်မယ်ဗျငွေကြေးလက်လာပါများလည်းမမျော်လင့်ပဲရုတ်တရက်ဝင်ရောက်လာနိုင်ပါတယ်တနင်္ဂနွေကုန်ပစ္စည်းများကျိုးပေးပါလိမ့်မယ်အစာအုပ်ကန်ထိုက်တွေအယောင်းဝယ်ဖြစ်တဲ့နေ့ပါအိမ်တော်ကြီးချီရေးလဲသားသားရရရှိပါလိမ့်မယ်ဝတ်ဆင်တဲ့အယောင်ကတော့နီးရွှေရွှေအယောင်ကိုဝတ်ဆင်ပေးပါဆက်တဲ့အရာသာကိုစပြီးတော့ချင်ခါတဲ့အရာသာကိုရှောင်ရှားပေးပါဗျအနောက်ရက်ကိုတော့ခီးသွားလေးဆင်ញင်ပေးလိုက်ပါကောင်းတဲ့ကောင်းအောင်အနောက်ဘက်အနောက်မြောက်ဘက်ရက်မှရှိဘုရားဟုနံပစ္စည်းများမထားပါနဲ့ဗျရရအနေနဲ့ဆိုရင်တော့ဘုရားကိုအုံညွှန်းအုံမှန်လှူပါကလေးတငယ်နဲ့နွမ်းပါတဲ့သူတွေကိုတော့ရိုးစုံတုံများမျှဝေဆွင်ကြဲပေးလိုက်ပါဗျဒီနေ့အတွက်တတိထားတော်လာနေထိုင်တဲ့သူကတော့တောက်ကြနဲ့အင်္ဂါသားများဖြစ်ပါတယ်တောက်ကြသားများဆင်ញင်ရမယ့်နေပါဗျလောက်ကန်လုပ်ငန်းများကိုလည်းအင်္ဂါနံကိုသာလောက်ကန်ပါအခြားနံများမလောက်ပါနဲ့ဦးထိမ့်ထိမ့်သိမ့်သိမ့်လေးလောက်ကြပါဒီနေ့မှာအတက်နိုင်ဆုံးငြိမ်ငြိမ်လေးနေပေးစီတင်ပါတယ်အရှိမြောင်နဲ့အနောက်ရက်တို့ကိုအထူးဆင်ခြင်ပေးပါဗျမိမိရဲ့လက်အောင်ငယ်သားအလုသမားများကမိမိဘော်ကိုအကျိုးပြုပါလိမ့်မယ်အဖြူအနီရောတဲ့အယောင်ကိုဝတ်ဆင်ပေးပါဗျခါတဲ့အရာသားကိုမိဝဲပါအိမ်တော်ကြီးချီကြီးကောင်းပါတယ်ဆင်ပြေပါလိမ့်မယ်အဆိုးတွေပြေပြောင်းစေဖို့အတွက်ကတော့ရေရရာအနေနဲ့ကတော့ဘုရားကိုအုံစွမ်းကလူပေးပါတောဘဂဝါဣတိပိအရဟံဂုဏ်တော်ကိုရွတ်ဆို၍ဘုရားကိုပူဇော်ပေးပါရအင်္ဂါသားသမီးများဒီနေ့တတိထားပါလာနေထိုင်မှာစိတ်မတည်မငြိမ်တဲ့ခီးသွားလို့စိတ်တွေဖြစ်တတ်ပါတယ်ခီးသွားခဲ့ရင်လည်းအလုပ်ကိစ္စမပြီးမပြတ်ဖြစ်တတ်ပါတယ်ဗျမိတ်ဆွေရင်းချတို့ရဲ့ကြောက်တင်းချင်းတို့လည်းခံရတတ်ပါတယ်ဝတ်ဆင်တဲ့အယောင်ကတော့ရွှေဝါရောင်ကိုဝတ်ဆင်ပေးပါချိုတဲ့ရတာကိုမှီဝဲပေးပါဗျအိမ်တော်ကြီးကတော့အဆင်ပြေပါတယ်အဆိုးတွေပေါ့ရောစီဖို့အတွက်ကတော့ဘုရားကိုမေမျိုးပန်းလှူပါတို့မဟုတ်ပေါက်ပေါက်လှူပေးပါခင်ဗျခုနှစ်ရသားသမီးအလုံးအန်တရကင်းပြီးတော့စီပွားဥစ္စာများတိုးပွားကြပါစေဗျမိတ်ဆွေများအလုံးဆန္ဒရှိသည်များစွမ်းဆောင်အောင်မြင်ကြပါစေ